မြန်မာနိုင်ငံမှာထပ်ဖြစ်လာနိုင်တဲ့သတိပြုဖွယ်ရာငလျင်ပေမလ28ရက်နေ့မှာဖြစ်ပွားသွားခဲ့တဲ့မန္တလေးငလျင်မှာပျက်စီးဆုံးရှုံးခဲ့ရတာတွေကမနှဲမနှောပါပဲလူပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုခြေဖြတ်သွားခဲ့တဲ့အဲ့ဒီငလျင်ကြီးအပြီးမှာ6လကျော်အကြာခုလက်ရှိအချိန်မှာတော့နောက်ထပ်ပြင်းအားကြီးတဲ့ငလျင်တစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့သတင်းတွေထွက်လာခဲ့ပါတယ်ဒီသတင်းတွေကိုဝေမျှခဲ့သူကတော့ငလျင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများနဲ့လေ့လာခံမှန်းပေးနေတဲ့ကိုစင်နောင်နောင်တပ်ပဲဖြစ်ပါတယ်သူရဲ့တိုင်းတာချက်အရငလျင်အတွက်အထူးသတိပြုရမယ့်အဓိကအန္တရာယ်ဆုံး3ခုရှိတယ်လို့သိရရဲ့ရှင်အဲ့ဒီအထက်မှာပထမဦးစားပေးကတော့စကိုင်းပြည့်၍တောင်ပိုင်းဖြစ်တဲ့ပဲခူးအပိုင်းကပဲဖြစ်ကောင်ရန်ကုန်နဲ့ပဲခူးတိုင်းအတွက်အန္တရာယ်အရှိဆုံးအခြေအနေပဲဖြစ်ပါတယ်ဒုတိယဦးစားပေးကတော့ရှမ်းကုန်းပြင်မြင့်ပြည့်၍ကျော်ရှိတဲ့ကြောက်ကျန်းနဲ့ရှမ်းတောင်တန်းဘက်ကတောင်ကြီးပြင်ဦးလွင်နေပြည်တော်အရှိချမ်းနဲ့မန္တလေးအရှိချမ်းတို့ပဲဖြစ်ပါတယ်တတိယဦးစားပေးဆုံးကတော့အင်ဒိုဘာမာထိုးဆိုင်ဆုံးစကိုင်းတိုင်းအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့ပဲဖြစ်ပါတယ်အရင်ကလှုပ်ခတ်ခဲ့ 7.7 အဆင့်ရှိတဲ့ငလျင်ကြီးကစကိုင်းပြည့်၍အလဲပိုင်းကနေဖီအားတွေထုံလို့လိုက်ပေမဲ့အဲ့ဒီကြီးမားတဲ့စွမ်းအင်ကြီးကပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူးအဲ့ဒီစွမ်းအင်ကဖီအားလိုင်းအနေနဲ့အခြားပြည့်၍ကျော်တွေစီရောက်ရှိသွားပြီးအဲ့ဒီပြည့်၍ကျော်တွေရဲ့မူလဖီအားကိုပုံမမြင့်တက်လာစေကောင်ဒုတိယအချိန်မြောက်အင်အားကြီးငလျင်လှုပ်ခတ်မှုကိုဖြစ်ပေါ်နိုင်စေတာပဲဖြစ်ပါတယ်မကြမီငလျင်လှုပ်မယ်ဆိုပြီးဟော်ကိန်းထုတ်ထားတာတော့မဟုတ်ပေမဲ့ဒီတစ်ခါလှုပ်ဖြစ်ခဲ့မယ်ဆိုရင်ကြိုတင်ပြင်ဆင်လေ့ကျင့်ထားနိုင်အောင်အသိပေးထားကြတာလည်းဖြစ်ပါတယ်ဒီတစ်ခါဆိုရင်တော့ငလျင်ပြင်းအားက9.3 ညကနေ9.5 ဝန်းကျင်ရှိနိုင်ပြီးတော့ရန်ကုန်ကအနည်းအရှိဆုံးနဲ့သတိအထားရဆုံးနေရာပဲဖြစ်ပါတယ်ပစ္စည်းတင်ခါရလူတင်ခါရသဘောမှာအရာအလုံးကမျက်စိတမိတ်အတွင်းဖြစ်ပျက်သွားတာဖြစ်တဲ့အတွက်ဒီသတင်းတွေ့ရင်ငင်းခုန်နေမယ့်အစားကိုယ်တိုင်အကောင်းဆုံးပြင်ဆင်ထားတာကပိုထိရောက်ပါတယ်မဖြစ်ရင်တော့ကိစ္စမရှိပေမဲ့ဖြစ်လာရင်တော့အနည်းအလွန်များတဲ့အတွက်မန္တလေးကအဖြစ်အပျက်ကိုသင်ခန်းစာယူကကြိုတင်ကာကွယ်ထားကြဖို့လိုကြောင်းဒီဗီဒီယိုကနေတဆင့်အသိပေးနှိုးဆော်လိုက်ရပါတယ်ရှင်။ဂျီအန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။